6 လပြည့်ခန့်နေဆိုတော့သူ့ကို Neston ဆန်မုံလေးစကျွေးမယ်ပေါ့နော်စကျွေးပါဆိုတော့တနေ့ကိုတစ်စုံလောက်ပဲစပြီးဆန်ကျွေးကြည့်မယ်ပေါ့နော် Neston လေးကိုရွေးတဲ့ထဲမှာကျတော့ဆန်မုံမှာအာလူးနဲ့မုံလာဦးနီတို့ပါဝင်တဲ့အရာအထုပ်ကိုရွေးလိုက်တယ်ပေါ့နော်အဓိကတော့ကလေးတွေအတွက်တန်တဲ့ရအောင်ပေါ့ကွယ်သူ့ကို3မိနစ်လောက်စိန်ထားတော့သူ့ကို ready လုပ်ပေးမယ်ပေါ့ကွယ်6လမပြည့်ခင်တပတ်အလိုကနေသူ့ကိုစမ်းပြီးမှကြွေးကြည့်တာပေါ့နော်စီနီယာမေမေတွေလုပ်တဲ့အတိုင်းကျမလည်းတစ်ချက်သူတို့ပြောသလိုလေးလုပ်ကြည့်တယ်ပေါ့နော်တပတ်အလိုမှာစတင်ပြီးမှစကြွေးကြည့်ပါတယ်ပထမတစုံဆက်ချင်းကျွေးတဲ့ချိန်တော့သူကပါဇက်တော့မဟောက်သူကကြောင်ပြီးကြည့်နေတယ်ဘာကြီးလဲပေါ့နော်ပထမဆုံးစကျွေးတဲ့သူရဲ့မှာဖွံ့ဖြိုးရဲ့ level က second level ရောက်သွားပြီပေါ့နော်6လထဲမှာရောက်ပြီဆိုတော့သူတို့ရဲ့ body က changing နေဖြစ်လာပြီမိခင်တို့တစ်ခုတည်းနဲ့မလုံလောက်တဲ့အတွက်ဒီရဲ့အာဟာရဖြည့်စည်းတဲ့အနေနဲ့ဒီအစားအစာတွေကိုစပြီးမှကြွေရတာပေါ့နော်နှစ်ဆုံးသုံးဆုံးမြောက်သူစားကြည့်တဲ့အချိန်မှာကျတော့သူနည်းနည်းလေးအရသာတွေ့လာပြီပေါ့နော်နောက်တော့သူတဖြည်းဖြည်းနဲ့စားတက်လာတယ်ပေါ့နော်ပထမဆက်ချင်းကျွေးတဲ့အချိန်မှာတော့အရေးနည်းနည်းကြဲကြဲလေးကျွေးဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခေါက်ဆိုရင်နည်းနည်းအပြစ်လေးနဲ့တစုံကျွေးပြီးတိုင်းတစုံရီတိုက်လိုက်အဲ့လိုလုပ်ဖြစ်တယ်ပေါ့နော်နည်းနည်းတော့စိတ်ရှည်ရတာပေါ့နော်ဒီအရွယ်မှာကျတော့သူတို့ကလေအရန်ကင်ချင်တာအရန်နဲ့လှုပ်ရှားတာဆိုတော့လေနည်းနည်းပေပွားတာပေါ့နော်နည်းနည်းမအများကြီးကိုပေပွားတယ်မေမေတွေအနေနဲ့တော့အရန်နဲ့စိတ်ရှည်ရတာပေါ့နော်ဒီအရွယ်မှာသူတို့ကစားတာသူကတော့အရန်ကြိုက်တယ်ဒီအရသာကိုပါဇက်လေးကိုအရသာခံပြီးကိုစားတာသူကတော့ကျမလိုစိတ်မရှိတဲ့လူတယောက်ကလေကလေးတယောက်ရပြီးတဲ့နောက်ပိုင်းအရန်နဲ့စိတ်ရှည်သွားတယ်ပေါ့နော်အကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့တဲမှာစိတ်မရှိတဲ့လူတွေရှိရင်ဆိုရင်ကလေးတယောက်လောက်မွေးကြည့်လိုက်ပါစိတ်အရန်ရှည်သွားလိမ့်မယ်နော်ဒါနဲ့6လမပြည့်မချင်းကတော့ဒီရဲ့နာစတန်ဘူးတွေလည်းကျွေးလို့မရတယ်လို့ထမင်းလည်းကျွေးလို့မရဘူးရေလည်းကျွေးလို့မရရေလည်းတိုက်လို့မရဘူးပေါ့နော်ဟိုအရင်ကလူတွေကတော့ပြောကြမယ်နေ့တုန်းကဆိုရင်3-4လတုန်းကထမင်းကျွေးတာနေဆိုရင်ဘာမှမဖြစ်ဘူးအခုချိန်ထိဘာမှမဖြစ်သေးဘူးပဲဘာညာဆိုတော့ပြောကြမယ်ပေါ့နော်ဘာလို့အခုခေတ်မှာဆိုတော့အကုန်လုံးကအမြင်တွေကျေလာတဲ့ခေတ်ဆိုတော့ကိုသားသမီးအတွက်ဘယ်ဟာအကောင်းဆုံးလဲဆိုမိခင်တိုင်းကစဉ်းစားပြီးမှဆင်ခြင်ပြီးမှလုပ်ကြတဲ့ခေတ်ရောက်နေပြီပေါ့နော်ဆိုတော့တစုံတစ်ယောက်ကပြောတိုင်းလေလိုက်မလုပ်ပါနဲ့ဘာလို့ဆိုကလေးတွေကစံတက်ခံမဟုတ်ပေါ့နော်သိပ္ပံပညာတွေက100%မှ100%မှန်တယ်ဆိုတာတော့ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့ကိုကလေးတွေအတွက်ဘယ်အရာဟာ safe အဖြစ်ဆုံးလဲဆိုတာကိုတေချာရွေးချယ်စေချင်တယ်ပေါ့နော်